အားလုံးမင်္ဂလာပါကျွန်တော်လွန်နာမည်ရလက်ကပြပြပါခင်ဗျခုမှဆိုလို့ရှိရင်ကျွန်တော်အကောင့်တင်ဖောက်လိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လုံးဝကျွန်တော် escape တက်လာပါလုံးဝအစာနေပြန်စားရတော့မယ် level 1နေပြန်စားပါတယ်ခင်ဗျာ level 1နေပြန်စားပါတယ်ရင်တော့ဆိုကျွန်တော် alien world ထိသွားနိုင်ပြီဗျာ win 3ဆိုပြောလို့ရတယ်လွယ်တာပေါ့ကွာ win 3လောက်ကlevel 10ကျန်းလိုက်လားနော်အနက်ရောင်အကြိုက်ဆုံးပဲဒုံဒုံသွေးမိုးရပတ်တဲ့တပတိကရတပတဲ့တပတိကရတိချီက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 တင်းဂင်းတန်ဂင်းဂင်းတုံးကူတင်းနဲ့သုံးပေါ့နော်အဲ့လေOske. လာပါဘယ်တော့လာပါကြည့်ဖူစင်ပြေခုဆိုခဏလေးနဲ့100ကျော်သွားပြီဗျာတော့တော်လေးမြန်နေပေါ့နော်အဲ့ဒီအပေါ်စီကိုမရအောင်တက်နိုင်နေတယ်ပေါ့ကျွန်တော်ကြည့်ကြည့်ရတယ်ပြီးရင်လည်းပြန်ပြုတ်ကြအောင်ဘာလို့တက်နေသေးရောဟုတ်တယ်မလားတော့ပြောရမှန်းတယ်မလားပြီးပြန်ပြုတ်ကြမှာလဲတိရဲ့အတိရဲ့နဲ့ကိုတက်တာအဲ့ဒါရင်တော့မလို့နေအောင်လဲဖို့တဲ့ဘာကြောက်ရရှိမှာပါရဲ့ level 60 190ဒီမှာနော်အေးစပြမှုကြီးဒီတော့မှာတော့ပါဒီ train နေလိုက်ပါတူ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 ဘာလဲမသိတော့သလားကျွန်တော်ဗီဒီယိုမတင်ဖြစ်တာလည်းများပြီဆိုတော့ဗျာကျွန်တော်ကအရင်တော့ဆိုဟိုအထိရောက်ခဲ့ဦးပဲဟောဗျာ Blue STROP Blue Road ကောင်းလားမသိ Blue Road ဒီဘက်တွေမဖောက်ခဲ့မဖောက်တာလည်းကြာပြီဆိုတော့နည်းနည်းမေ့ဟုတ်ကောင်းလားမသိကြည့်လိုက်ကောင်းတယ် Ray ဟာကောင်းတယ်တော်တော်လေးကောင်းတယ်ဘာရနှစ်လေးပေါ့နော်တက်တော့မှာဟိတက်တော့မှာ next level ရပါမှာမရကြရင်တက်လိုက်မယ်တော်လေးမိုက်ရသလားဒီကင်းက skate တက်လာပါလိတော့ဘီလီယံကျော်ထိရောက်ခဲ့တာတော့900လောက်ထိမှသွားမှာလာကြွနေတာနောက်ထပ်ဗီဒီယိုတစ်ပုဒ်လည်းတင်ပြပါမယ်အဲ့ဒါချိန်စားလို့ရှိရင်ဒီဒါကျွန်တော်ရဲ့ပထမဆုံး game ဖြစ်တဲ့ဒီအကောင့်ရဲ့ပေါ့နော်အကောင့်ကတော့လာ join ချင်တာပြန်လို့ရပါတယ်ဒါပေမဲ့ friend တော့ပြီးတော့တိတ်ပြီးအဆင်မပြေဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကအကောင့်ကခဏပြတ်နေတာအဲ့ကြောင့်ခဏ browser လည်းခဏပြန်ချိန်နေတာအဲ့မှာလွယ်လင်းခန့်ဆိုရင် Lucas ကိုသုံးနာမြရတယ်ကျွန်တော်ရောင်းနာမည် Lucas ပေါ့နော်Lucas သုံးနာမြရတယ် that's why ကျွန်တော်ခုနာမည်ရတော့ LLG32 Lucas LLG3201 ပေါ့နော်အဲ့ဒါကျွန်တော်ရဲ့နာမည်လွယ်လင်းခန့်ဆိုတဲ့ဟာကိုအသုံးပြုပြလို့တာဖြစ်တယ်အားနေဖမ်းလို့ပေါ့နော်
တော်လေးမြင်လာပြီကြည့်လိုက်အရမ်းမြင်တော့တိတ်ပြောမကောင်းဘူးလားနောက်ခုရအောင်လို့level 2လေကွာကြီးကိုမဆိုင်ဘူး2လောက်ကတော့ဒါပေမဲ့ damage ကတော့ထိတယ်ခုံစားသွားတယ်ဆိုရင် AC ပဲခုံစားလက်သွေးကို damage ကိုမထိဘူးခုနတစ်ချက်တော့ထိသွားပြီပေါ့နော်ပြီးဆိုတော့နှစ်ချက်ပဲထိလိုက်တယ်စပြမဟုတ်ဘူးတူကဲအဲ့ဒါပေါ့မယ် let's go bro ပေးလိုက်ဗျာ building man ရောပါတယ်ကောင်းမောပါပဲအိုးအတပြောင်းသွားပြီလာရဒီကားလေးတော်လေးလာကျွန်တော်ဒီဟာကိုဒီမှာဆိုဒီဗီဒီယိုမှာလဲ1500ဒီ strand လေး1500လောက်ထိတော့ဖို့တော့အစီအစဉ်ရှိပါတယ်ဘာလို့လဲဆိုတော့ဟန်ကျန်လို့ပါတက်ပါပဲtrain ထားလိုက်ရအောင်ကျွန်တော်ဟိုလိုမျိုးပါတယ်ဘယ်လို skit ရမလဲဆိုကျွန်တော်မသိဘူးပေါ့နော်အဲ့လိုမျိုး skit ထားတာပဲဖြစ်ပါတယ် skit ဆရာရှိကြတယ် skit လို့ရမယ်ဆိုလို့ရှိရင်ကျွန်တော် skit ထားမယ်လုံးဝ skit ထားမယ်1500ကျလို့ရှိရင်ဦး3ဘတ်ဝင်မယ်ဦး3ဘတ်ဝင်ပါတယ်ဟိုသူဦး3ဘတ်တောင်ဖြစ်လို့ဖုန်းတော်ဘူးနေမှာပေါ့ဦး3ဘတ်တောင်ဖြစ်လို့ဖလား3ခုရအောင်လုပ်မယ်လုပ်ပြီးပြီဆိုလို့ရှိရင်ဟုတ်ပြီဆိုလို့ရှိရင်နှိပ်ဆိုးသွားမယ်ကျွန်တော်ပြောမယ်ဗျာ water wall ဟောတဲ့ဗီဒီယိုတစ်ပုဒ်ကို water wall ရအောင်လုပ်စင်ပြေလား view ရစင်ပြေလားပြေးတယ်လေတော်လေးမြန်သွားတယ်1500ဆိုလို့ဟိုတော်လေးကျန်းသွားတယ်လို့ပြောလို့ရတယ်ဒီခုချိန်မှာဆိုoh my god ကျွန်တော်အများဆုံးလုပ်တာ trainer ပါ train လီကျွန်တော်ပို့ပြီး train ကိုကျွန်တော်ဘူကြီးကျန်းလာမှာတော့ဒီမှာ trainer train ပြီသူ့ကျွန်တော်ဟိုလိုဒီမှာပြီးနေတာကိုမသွားဘဲနေနေရတယ်ဆိုကျွန်တော်နောက်ထပ် level 5လေးပြရောက်သွားခြင်းလို့ပါဒီဗီဒီယိုတဝေါနေနဲ့အပြင် level 10 level 5အဲ့လိုမဖြစ်နိုင်ဘူးလို့ဆို level 5ရောက်ဖို့တော် train ရမှာကျွန်တော်သိတယ်တော် train ရမှာဒီဗီဒီယိုမှာတဝေါလောက်ပဲလုပ်လို့ရမှာအေးပြီးတော့ရတော့ပြည့်သွားမေ့နေအိုးဘောင်းအလဲပြီးဆိုလို့ရှိရင်ဒီဟာတွေထားလိုက်တော့ပြီးဆိုနောက်ထပ်ဝတော့ let's go ဒီဗီဒီယိုတင်းနဲ့တင်ကျွန်တော်နောက်ထပ်ဝတော့သွားနိုင်ခဲ့ပြီပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်ရဲ့တငယ်ချင်းတွေအားလုံးလည်းချစ်ပါတယ်နောက်ပြီးကြမှာပြည့်ကြအောင်မယ်အခုဆိုရင်တော့ကျွန်တော်3000ကြီးဖမ်းသွားလိုက်ဘာလို့လဲဆိုဒီတော့ရန်တူနေအားရမို့ပါ let's go fun အဲ့ဒါကျွန်တော်မသိဘူးတိလားဒီရောက်လာရဟိုဒီဟာတွေကျွန်တော်မသိဘူးဒီမိုက်တယ်ရ3000ပြည့်သွားပြီဆိုရင်လည်းနည်းနည်းလေးနှင်းဒီပါသေးတယ်
ရှိရင်ရဗျာကျွန်တော်တို့ကဖလားတွေမကုန်ဘူးဟို level 10နဲ့ oh my god အေးအပြိုင်တက်ရအောင် level 10နဲ့ကျွန်တော်ပဲအေးစပြမဟုတ်တော်ပါသေးရဲ့ဗျာတော်ပါသေးရဲ့ကြောက်တုံးကိုကြာသွားတယ်ကန်ကောင်းချက်6လုံးရတော့ပြီဒီမှာ4လုံးခဏနော်5လုံးဒီဘက်က6လုံး6လုံးဆို6လုံးနဲ့ဖောက်ချပလိုက်မယ်ရဲပြီးလိုက်စမ်းရဲပြီးလိုက်စမ်းဟဲ့ wish ကဘလာတော့အော်မိုက်တဲ့ဟာမိုက်တဲ့ကွာဒီကနောက်ဆုံးဒါလည်းမိုက်တဲ့ဒါလောက်ကဒီကွာရှောက်ဆိုဟေးဖိုက်ပတ်ယူလို့ရတယ်တဲ့အကြတော့အခုဆိုဘယ်လောက်ထုတ်သွား30ခွန်ကျန်းလိုက်လားတဖြည်းဖြည်းနဲ့ကျန်းလာရင်တော့ဘာလို့ကြည်လာတယ်ကျွန်တော်တဖြည်းဖြည်းနဲ့ကျန်းလာပြီကျန်းလာပါပြီကျန်းလာအခုဆိုလို့ရှိရင်4000တောင်ရောက်တော့မှာပေါ့နော်3000ကနေ4000ပြတော့4000နဲ့5000ဖြစ်မလားဆိုမဖြစ်တော့ပါဘူးအဲ့ဒါဆိုအားလုံးပဲ bye bye နောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေး like and subscribe လေးလုပ်ခဲ့ဖို့ကြောင်းဆိုချင်ပါတယ်ခင်ဗျအားလုံးပဲ bye bye